အန်တီနျူပရိသတ်ကြီးရှင်ဒီနေ့ဇွန်လ10ရက်ဗုဒ္ဓနေ့အတွက်ပြည်တွင်းနဲ့ပြည်ပကထူးခြားဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးမယ်အန်တီနျူရဲ့နေ့စဉ်သတင်းလွှာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်သတင်းလွှာတွေထဲအန်အန်ဒီလက်ထက်ပြင်းအထန်ကန့်ကွက်ခဲ့တဲ့2008ရှေ့ဥပြင်ဖို့မင်းအောင်လှိုင်အမိန့်ပေးပြီးတရားမဝင်လွတ်တော်ကခေါင်းအမြတ်ငိမ့်ရပြန်တဲ့သတင်းအေဇီယန်နဲ့ဆိုစီမပေးတော့ပဲစစ်အုပ်စုခွဲတမ်းဖြတ်တောက်လိုက်လို့ပြင်ပစီစီတောင်း8000ထိခုန်တက်တဲ့အခြေအနေအီရန်နဲ့အပြည့်ရမှုပြည်ဆုံးပြီလို့ထရန့်ပြောကကမ္ဘာစစ်မီနဲ့လောင်စာစီကိုဘလောက်အကျက်ရိုက်စေမလဲဆိုတဲ့သတင်းဘဏ်အကောင့်တွေပိတ်ခံရပြီးနောက်ထိပ်တီလုပ်ငန်းရှင်100ကျော်ကိုစစ်အုပ်စုနေပြီးတော့ခေါ်စစ်တဲ့သတင်းမူယူပြီးလူတက်တဲ့ KIA ရဲဘော်ဖားကန့်ကတရားဥပဒေမဲမှုရဲ့တွေးစွန်းတဲ့တက်တွေစတဲ့သတင်းတွေအပါအဝင်တနေ့လုံးမှာအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းကတော့အယက်သားအစိုးရလက်ထက်ကကန့်ကွက်ခဲ့ပြီးအခုမှ2008ရှေ့ဥပြင်ဖို့မင်းအောင်လှိုင်အမိန့်ပေးလို့တရားမဝင်လွတ်တော်ကခေါင်းအမြတ်ငိမ့်ရပြန်တဲ့အကြောင်းဖြစ်ပါတယ်။ရခိုင်အယက်သားအစိုးရလက်ထက်တုန်းကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုစစ်တပ်ကိုယ်စားလှယ်တွေနဲ့ကြံ့ခိုင်ရေးပါတီဘက်ကခါခါတီတီကန့်ကွက်ခဲ့ကြပေမဲ့အခုခါမှာတော့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုယ်တိုင်က2008ရှေ့ဥကိုပြင်ဆင်ဖို့သူ့ရဲ့လက်ဝေခံတရားမဝင်လွတ်တော်စီစာပို့အမိန့်ပေးလိုက်ပြီးဖြစ်ပါတယ်စစ်အုပ်စုကဖွဲ့စည်းထားတဲ့တရားမဝင်ပြည်ထောင်စုလွတ်တော်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နိုင်ငံရေးပါတီအချို့နဲ့သဘောတူထားတဲ့ဆိုတဲ့ရှေ့ဥပြင်ဆင်ရေးအချက်43ချက်ကိုဥပဒေပြုဖို့မင်းအောင်လှိုင်ကဇွန်လ1ရက်နေ့ရက်စွဲနဲ့အမြန်ဆုံးလှုပ်ဆောင်ခိုင်းလိုက်တာဖြစ်ပါတယ်။ဒါကြောင့်လည်းမင်းအောင်လှိုင်ရဲ့အမိန့်အောက်မှာလွတ်တော်နာယကအောင်လင်းတွေအပါအဝင်စစ်ဗိုလ်ချုပ်ဟောင်းတွေစုပြုံနေတဲ့တရားမဝင်လွတ်တော်ဟာဒီအချက်43ချက်ကိုဥပဒေပြုနိုင်ရေးဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီးခေါင်းအမြတ်ငိမ့်လိမ့်နာပြခဲ့ကြပါတယ်။ဒီနေရာမှာတွေးဆစရာထောက်ပြရမှာကအခုပြင်ဆင်ဖို့လုပ်နေတဲ့ပုံမှန်43ချက်ထဲမှာနိုင်ငံတော်ကိုပြည်ထောင်စုစနစ်နဲ့ဖွဲ့စည်းတဲ့ဆိုတဲ့ပုံမှန်8တခုတည်တော့တတ်မတော်ဆိုတဲ့ပုံမှန်20ကကြီးတို့လိုအချက်တွေပါဝင်နေတာပါပဲဒါပေမဲ့မြေပြင်ငင်းချမ်းရေးဆွေးနွေးပွဲတွေမှာပါဝင်နေတဲ့ဗိုလ်မှူးကြီးစောကြော့ညွန့်ကတော့ဒါဟာအရင်ကရခဲ့တဲ့သဘောတူညီချက်တွေဖြစ်လို့အဲ့တုန်းကပါဝင်ခဲ့တဲ့တိုင်းရင်းသားအဖွဲ့တွေအစုံအလင်ပါနိုင်ဖို့ကအရေးကြီးတယ်ခက်ညံ့မဟုတ်ပဲနောက်ထပ်ညှိနှိုင်းတွေးဆုံပြီးမှလုပ်တင်တယ်လို့ထောက်ပြထားပါတယ်အာဏာသိမ်းပြီးတိုင်းပြည်ကိုစစ်မီတိုက်ခဲ့တဲ့မင်းအောင်လှိုင်ဟာနိုင်ငံရေးထွက်ပေါက်ရဖို့နဲ့တိုင်းရင်းသားတွေအကြားတွေးခွဲဖို့အတွက်အန်အန်ဒီလက်ထက်က၎င်းကိုယ်တိုင်ပယ်ချခဲ့တဲ့ရှေးဥပြင်ဆင်ရေးပုံမှန်436အောက်ကအချက်တွေကိုသူ့ရဲ့တရားမဝင်လွတ်တော်ကိုတုံးပြီးပြဇက်ကပြနေချင်တာဖြစ်ကြောင်းထောက်ပြတင်ဆက်လိုက်ရပါတယ်ဒုတိယသတင်းကတော့အဲ့ဒီနဲ့ဆိုစီမပေးတော့ပဲစစ်အုပ်စုခွဲတမ်းဖြတ်တောက်လိုက်လို့ပြင်ပစီစီတောင်း8000အထိခုန်တက်တဲ့အကြောင်းဖြစ်ပါတယ်ပြည်တွင်းဖြစ်ကိုအားပေးပါဆိုတဲ့ကြွေးကြော်တန်းအောင်မှာအခြေခံလူထုကတော့ဟင်းအိုးသေးစီထဲဖို့အဲ့ဒီရင်စာအုပ်အသိမ်းခံရပြီးစီစာအုပ်ပါအလူခံနေရတဲ့အခြေအနေဆက်ရနေပါပြီစစ်ကောင်စီကနိုင်ငံခြားငွေတုံးဆွဲမှုချော့ချဖို့ဆိုပြီးပြည်ပကစာအုပ်စီတွင်သွင်းမှုကိုဖျက်တောက်လိုက်တာကြောင့်ဇွန်လကစပြီးရန်ကုန်တိုင်းအတွင်းကမြို့နယ်အလိုက်စီခွဲတန်းတွေ20ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းအထိအစမတန်ချော့ချခံလိုက်ရပါတယ်အဆိုးဆုံးကတော့ရွှေပြည်သာလိုမြို့နယ်တွေမှာစီစာအုပ်ရှိနေရင်တော့ဧည့်စရင်နဲ့နေထိုင်သူဖြစ်ပါကစီစာအုပ်တွေကိုပြန်သိမ်းပြီးစီထုတ်မပေးတော့တဲ့အထိအခြေခံအလုပ်သမားထုအပေါ်ရရဆက်ဆံကတ်တက်လာခြင်းဖြစ်ပါတယ်။လိုင်းသားရမှာလည်းတလစီနပိတ်တာနှုန်းကနေအခုတော့တဦးကို90သားပဲရောင်းပေးပါတော့တယ်။စစ်အုပ်စုဘက်ကတော့တရားမဝင်ရောင်းချတာကိုထိန်းချုပ်ဖို့နဲ့ပြည်တွင်းစီဆက်တွေကိုအားပေးဖို့လို့အကြောင်းပြချက်ပေးကောင်းပေးနေပါလိမ့်မယ်။ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ကုန်စည်နှုန်းတန်ပြနေတဲ့အခြေခံလူထုဟာဝယ်ရခက်ခဲလာတဲ့စာအုပ်စီကိုပြင်ပဈေးကွက်မှာတပိတ်တာ15000ကနေ18000ကျပ်အထိအစမတန်ပေးဝယ်နေရပါတယ်။သူ့ရောင်အစိုးရရဲ့တက်မှတ်ရည်ညွှန်းစေ9245ကျပ်ဆိုတာစက်ကူပေါ်ကကနန်းတက်ပဲဖြစ်ပြီးကျေးလက်ပြည်သူတွေဆိုရင်ဒီခွဲတန်းစီကိုမြင်နာမမြင်ဘူးကြပါဘူး။တကယ်တော့ပြည်တွင်းစီထုတ်လုပ်မှုကိုအာမပေးနိုင်သေးပဲနိုင်ငံခြားငွေမရှိလို့ပြည်ပတွင်းကုန်ကိုဇွတ်ပိုက်လိုက်တဲ့စစ်အုပ်စုရဲ့မူဝါဒအမှားတွေကြောင့်မြေပြင်ကအခြေခံလူထုမှာတော့သမင်းစားရဖို့အရေးစီစာအုပ်ပါအသိမ်းခံပြီးဘဝပြက်နေရကြောင်းထောက်ပြတင်ဆက်လိုက်ရပါတယ်
အီရန်နဲ့အပြည့်ရမှုပြီးဆုံးပြီလို့ထရန့်အပြောကကမ္ဘာစစ်မီးနဲ့လောင်စာဆီကိုဘလောက်အကျက်ရိုက်စေမလဲစာချုပ်ပေါ်ကငိမ့်ချမ်းရေးပြက်ပြဲသွားတဲ့အခါပထမဆုံးစတိုင်ကြကြခုန်တက်သွားခဲ့တာကတော့ကမ္ဘာလောင်စာဆီစေနှုန်းတွေဖြစ်ပြီးနောက်ဆက်တွဲကပ်ပါလာတာကတော့အရှိအလဲပိုင်းရဲ့တကြော့ပြန်စစ်မီလီယံတွေပဲဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့ရရှိထားတဲ့အပြည့်ရသဘောတူညီချက်ပြီးဆုံးပြီလို့နေတိုးထိပ်တီအစည်းအဝေးမှာတရားဝင်ကြေညာလိုက်ခြင်းဟာကမ္ဘာစွမ်းအင်ဈေးကွက်နဲ့ဗန်နာရေးကဏ္ဍကိုချက်ချင်းအကျက်ရိုက်သွားစေပါတယ်။အမေရိကန်ရဲ့အီရန်ပြစ်မှတ်80ကျော်ကိုဘုံကျဲမှုနဲ့အီရန်ရဲ့ဘာရိန်ကူဝိတ်ရှိအမေရိကန်စစ်စခန်းတွေအပေါ်တုံ့ပြန်မှုတွေကြောင့်အပြည်ပြည်ဆိုင်ရာရေနံစိမ်းဈေးကွက်မှာ Brent နဲ့ WTI ရေနံစိမ်းဈေးနှုန်းတွေဟာ2%နီးပါးချက်ချင်းခုန်တက်သွားခဲ့ပါတယ်။ဒီနေရာမှာတွေးဆစရာထောက်ပြရမှာကကမ္ဘာရေနံနဲ့တဘာဝတန်ငွေ3ပုံတပုံနီးပါးဖြတ်တန်းရာဟော်မုတ်ရေလက်ကြားဟာအခုအခါစစ်မျက်နှာပြင်အဖြစ်ပြောင်းလဲသွားနိုင်တဲ့အန်ဒရယ်ပါပဲအမေရိကန်ကအီရန်အပေါ်ရေနံပိတ်ဆို့မှုတွေချက်ချင်းပြန်ချမှတ်လိုက်တယ်လို့အီရန်ဘက်ကလည်းရေလမ်းကြောင်းကိုပိတ်ဆို့ဖို့ကြိုးပမ်းလာနိုင်ပါတယ်ဒါဟာရေနံတင်တင်မောအချို့တိုက်ခိုက်ခံရမှုအပေါ်တိကျတဲ့အဖြေမချပဲစစ်ရေးအရာတဆန်းတပြားတုံ့ပြန်ခဲ့ကြတဲ့အင်အားကြီးနိုင်ငံတွေရဲ့မူဝါဒအမှားကြောင့်ကမ္ဘာပြည်သူတွေတစားခံဖြစ်ရတဲ့သဘောပါပဲဒေါ်လာဘီလီယံ300တန်ငိမ့်ချမ်းရေးစာချုပ်စုပ်ပြေးသွားတဲ့အကျိုးဆက်ကြောင့်ကမ္ဘာစစ်မီဟာပုံမိုတောက်လောင်လာဖို့ရှိနေပြီးလောင်စာဆီစေးမြင့်တက်မှုတန်းကိုတော့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းကအခြေခံလူထုကကုန်စည်နှုန်းကြီးမြင့်မှုတန်းနဲ့အတူဆက်လက်ရင်ဆိုင်ရတော့မှာဖြစ်ကြောင်းထောက်ပြတင်ဆက်လိုက်ရပါတယ်ဆက်လက်ပြီးဘဏ်အကောင့်တွေပိတ်ခံရပြီးနောက်ထိပ်တီးလုပ်ငန်းရှင်100ကျော်ကိုစစ်အုပ်စုနေပြည်တော်ခေါ်စစ်တဲ့တဲ့တင်ကိုပြောပြပါမယ်။တစ်ဖက်မှာစီးပွားရေးလုပ်ငန်းတွေကိုလွတ်လပ်စွာလုပ်ကင်ခွင့်ပေးထားတယ်လို့ကြွေးကြော်နေပေမဲ့လက်တွေ့မှာတော့နေပြည်တော်ကအမိန့်တစ်ခုတည်းနဲ့တင်မြန်မာထိပ်တီးကုမ္ပဏီတွေရဲ့ဘဏ်အကောင့်တွေချက်ချင်းအသိမ်းခံနေရပါတယ်။မြန်မာနိုင်ငံကထိပ်တီးစီးပွားရေးကုမ္ပဏီကြီးတွေအပါအဝင်ကုမ္ပဏီပေါင်း100ကျော်နဲ့ဆက်နွယ်နေတဲ့ဘဏ်အကောင့်ရာနဲ့ရှိကိုစစ်ကောင်စီဗဟိုဘဏ်ကပြီးခဲ့တဲ့အပတ်အတွင်းရုတ်တရက်ပိတ်ပစ်လိုက်ပြီးလုပ်ငန်းရှင်အချို့ကိုလည်းနေပြည်တော်မှာခေါ်ယူစစ်ဆေးနေပါတယ်။အကောင့်ပိတ်ခံရသူတွေထဲမှာတရုတ်ထုတ်ကတင်သွင်းတဲ့ကုမ္ပဏီတွေ73စီလေယာစိုက်ပျိုးရေးနဲ့ကြောင်မြတ်လုပ်ငန်းတွေပါဝင်နေပြီးပိတ်သိမ်းခံရတဲ့ငွေကြေးပမာဏဟာငွေကျပ်ဘီလီယံ50ခန့်အထိရှိနေတယ်လို့သိရပါတယ်။စစ်အုပ်စုဘက်ကတော့ဒီငွေကြေးစီးဆင်းမှုတွေဟာကြားဖြန့်လို့ခေါ်တဲ့အွန်လိုင်းငွေလိုင်းလုပ်ငန်းတွေနဲ့ဆက်နွယ်နေတဲ့ဆိုပြီးတန်တရားနဲ့ပိတ်ခိုင်းတာလို့အကြောင်းပြနေပါတယ်။ဒါပေမဲ့ထောက်ပြရမှာကကုန်သွယ်မှုရန်တရားတစ်ခုလုံးကိုလေပတ်နေတဲ့ကားလုပ်ငန်းစီလုပ်ငန်းရှင်တွေရဲ့အကောင့်တွေကိုခိုင်လုံတဲ့အထောက်အထားမပြနိုင်သေးပဲကမောက်ကမပိတ်လိုက်ခြင်းဟာပြပုံဘဝရောက်နေတဲ့ပြည်တွင်းစီးပွားရေးနဲ့ကုန်တယ်ထုရဲ့ယုံကြည်မှုကိုရိုက်ချိုလိုက်တာပါပဲ။ဗဟိုဘဏ်နဲ့နေပြည်တော်အဖွဲ့ကလည်းအမြဲတမ်းလို့ဒီကိစ္စကိုလူသိရှင်ကြားသတင်းထုတ်ပြန်ဖို့ညှင်းဆန်နှုတ်ပိတ်နေကြပါတယ်။ဘဏ်ဝန်ထမ်းတွေတောင်ဘဒုအကောင့်မှမသိပဲနေ့စဉ်အကောင့်တွေလိုက်ပိတ်နေရတဲ့စစ်အုပ်စုရဲ့စနစ်ဆိုအောင်မှာမြန်မာစီးပွားရေးလောကဟာကြားဖြန့်ကိုအကြောင်းပြပြီးငွေညစ်ခံရမယ်ရက်ဆက်တဲ့ကစားကွက်ထဲရောက်နေရကြောင်းထောက်ပြတင်ဆက်လိုက်ရပါတယ်။ဒီနေ့အတွက်တော့မူယူပြီးလူတက်တဲ့ KIA ရဲဘော်ဖားကန့်ကတရားဥပဒေမဲ့မှုရဲ့တွေးစွန်းတဲ့တက်တဲ့အကြောင်းနဲ့ပိတ်လိုက်ချင်ပါတယ်။မင်းတို့ကိုပြစ်တက်လိုက်လို့ရတယ်ဆိုတဲ့တနက်ကင်ထားသူရဲ့မောက်မာတဲ့စကားတခွန်းအောက်မှာတာစီတူကျေးရွာအုပ်ချုပ်ရေးမှုနဲ့မိခင်တူဟာလူတက်တမ်းမစိတ်ခင်မှတင်တွေးအိုင်တဲ့လဲကြတည်ဆုံးခဲ့ရပြန်ပါတယ်။ဇွန်လ6ရက်ညပိုင်းကကချင်ပြည်နယ်ဖားကန့်မြို့နယ်ဝေလုံကျွေးရွာမှာတောက်စားမှုယူနေတဲ့ KIA ရဲဘော်2ဦးကအရက်သားလူငယ်2ဦးကိုအကြောင်းမဲ့ရိုက်နှက်စစ်ဆေးရာကနေတွေးစွန်းတဲ့လူတက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။အချိန်မတော်လို့ဂိတ်ပြန်ဖို့ကောင်းကောင်းမွန်မွန်လာရောက်တောင်းပန်သားစီတဲ့ KIO ခန့်ကျေးရွာအုပ်ချုပ်ရေးမှုကိုအိုင်နောက်နဲ့ရက်မိရက်ဖတွေကို KIA ရဲဘော်တွေကမိတ်ကြီးခွဲစိန်ခေါ်ပြီးတနက်နဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့တာပါ။ဒီပစ်ခတ်မှုကြောင့်တော်ချိုချိုဦးဟာနေရာတင်ပွဲရှင်းပြီးဆုံးပါသွားခဲ့ရတယ်လို့ကိုအိုင်နောက်ကလည်းနောက်နေ့မနက်မှာဆေးရုံမှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီနေရာမှာကျမတို့အလေးနဲ့တွေးဆပြီးထောက်ပြရမှာကပြစ်ခတ်မှုအပြီးမိနစ်20အကြာမှာ
တရခန် KIA ရဲဘော်တဦးလည်းကိုအဆုံးစီရင်တေဆုံးသွားခဲ့တယ်ဆိုပေမဲ့ဒါဟာတေဆုံးသွားတဲ့ပြည်သူတွေအတွက်တရားမျှတမှုဖြစ်မလာနိုင်ပါဘူးစစ်အာဏာသိမ်းမှုနောက်ပိုင်းဖားကန်ဒေတာမှာတိုက်ပွဲတွေပြင်းထန်ပြီးနယ်မြေစိုးမိုးမှုတွေရှုပ်ထွေးနေချိန်မှာတရားဥပဒေစိုးမိုးမှုလုံးဝကင်းမဲ့နေတာကိုဒီဖြစ်စဉ်ကတက်တည်ပြနေပါတယ်စစ်ကောင်စီကိုတော်လှန်နေပါတယ်ဆိုတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့စီကံပြည့်ရွေးမှုနဲ့အကြမ်းဖက်မှုကို KIA ဘက်ကအခုထိနှုတ်ဆက်နေသေးပါပဲရန်သူစစ်တပ်တွေမကပဲကိုဘက်ကလို့ယုံကြည်ထားတဲ့လက်နက်ကင်တွေရဲ့မူယူရန်ကားမှုတန်းကိုပါထပ်မံခံနေရတဲ့ဖားကန်ကအယက်သားပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံရေးဟာဘလောက်အထိရင်လေးစရာကောင်းနေပြီလဲဆိုတာထောက်ပြတင်ဆက်လိုက်ရပါတယ်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ Anti News ရဲ့ဇွန်လ10ရက်နေ့စဉ်သတင်းလွှာအစီအစဉ်ပဲဖြစ်ပါတယ်မိဘပြည်သူအလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်းစုမုံကောင်းတောင်းရင်ဒီနေ့အစီအစဉ်ကိုဒီတင်မဲ့ရန်နာခွင့်ပြုပါရှင်စောင့်မျှော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်